ကန်နာရထဲကနေဘသူအရင်ဆုံးလွတ်မြောက်မလဲဆိုတာကြည့်ရအောင်ပိန်တဲ့လူဝါတဲ့လူနဲ့ကြွသားတွေနဲ့တောက်တင်းတဲ့လူ၃ယောက်ပါပထမနေ့မှာတော့ကြွသားတဲ့လူကရေရဖို့အတွက်ရှားဆောင်ပင်ကိုရိုက်ခွဲပြီးနေမင်းကြီးရဲ့လမ်းညွှန်မှုနဲ့စတင်ပြပါတော့တယ်ပိန်တဲ့လူကတော့ကြောက်ဆောင်နေကြမှာအရေးရှာပြီးအပူလောင်တန်ကနေကာကွယ်ဖို့အဝတ်ဟောင်းတစ်ခုနဲ့ခေါင်းကိုပတ်ထားလိုက်ပါတယ်ဝါတဲ့လူကတော့တဲပြင်ကိုစိတ်အေးလက်အေးလေးလာပြီးတွေးရှိတဲ့ခြေရဟောင်းတွေနောက်ကိုလိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်တတိယမြောက်နေ့မှာကြွသားတဲ့လူဟာမရက်မနာဆက်ရွေလျားနေပေမဲ့အမောဖောက်လာပြီးစွမ်းရင်တွေအလွန်မင်းကုန်ခန်းနေပါပြီပိန်တဲ့လူကတော့စွမ်းရင်ချွေတာတဲ့အနေနဲ့နေဝင်မှသာလမ်းလျှောက်ပြီးပိုးမွားတွေသွားတဲ့ဘက်ကိုလိုက်သွားပါတယ်ဝါတဲ့လူကတော့ရှားဆောင်ပင်တွေကရေနှဲငယ်ကိုရှာဖွေတွေ့ရှိပေမဲ့ခဏကြာမှာတော့မောပန်းလုံးလို့ထိုင်ထားလိုက်ရပါတယ်ဒီစမမြောက်နေ့မှာကြွသားတဲ့လူဟာပတ်ဝန်းကျင်ကိုတေချာမြင်ရအောင်တဲခုံကြီးပေါ်တက်ကြည့်ရကနေအဝေးမှာတောက်ပနေတဲ့အရာတစ်ခုကိုလှမ်းမြင်လိုက်ရပါတယ်ပိန်တဲ့လူကတော့တဲထဲမှာတဝက်လောက်မြုပ်နေတဲ့အရာတစ်ခုကိုတွေ့ပြီးတူးဖော်ကြည့်နေပါတယ်ဝါတဲ့လူကတော့အဝေးမှာအိုးအေးစစ်ဆန်းရီအိုင်ကိုလှမ်းမြင်ရပေမဲ့အင်အားကုန်ခန်းနေလို့ခဏခဏရပ်နားနေရပါတယ်10ရက်မြောက်နေ့မှာတော့ကြွသားတဲ့လူဟာသူမြင်ရတဲ့အလင်းတန်းစီကိုစက်တိုက်ပြေးသွားနေပါတယ်ပိန်တဲ့လူကတော့တဲထဲကနေလျှက်စစ်ကေပဲကျိုးဟောင်းတစ်ခုကိုရှာတွေ့ပြီးအဲ့ဒီကျိုးနောက်ကိုလိုက်သွားရကနေကန္နာရအဆက်ကမြို့တစ်မြို့ကိုရောက်သွားပါတယ်ဝါတဲ့လူကတော့အိုအေစစ်စီကိုရောက်သွားပေမဲ့ဒါဟာမျက်လက်ပြကွက်တစ်ခုသာဖြစ်နေတာကိုသိလိုက်ရပါတယ်ဒါပေမဲ့တကယ်တမ်းမှာပိန်တဲ့လူကပထမဆုံးလွတ်မြောက်ခဲ့တာမဟုတ်ပါဘူးကြွသားနဲ့လူလိုက်သွားတဲ့အလင်းတန်းဟာကားမှန်ကနေအလင်းပြန်နေတာဖြစ်ပြီးအဲ့ဒီအလင်းနောက်ကိုလိုက်သွားရင်းလမ်းမကြီးပေါ်ကိုရောက်သွားကဖြတ်သွားတဲ့ကားတစ်စီးနဲ့ဆုံပြီးပထမဆုံးလွတ်မြောက်သွားခဲ့တာဖြစ်ပါတယ်